ဒီပု္ပ္ပာက EQ 19ရဲ့မိကောင်းထဲမှာပါတယ်ပု္ပ္ပာတစ်ပုဒ်သူအမျိုးအစားကဒီ stretcher တွက်တဲ့အမျိုးအစားပေါ့နော်အရင်အခိုက်ကြီးလည်းမဟုတ်အဲ့မိကောင်းမှာမေးတာဘာလဲမေးတယ်ဆိုတော့မိကောင်းမှာဒီပုံပေးတာပေါ့နော်ဒီပုံလေးတစ်ပုံပေးထားတယ်အမှဒီအပေါ်ကအားတစ်ခုရှိတယ်ဘေးတိုင်းအားတစ်ခုရှိတယ်မိကောင်းရဲ့ခေါင်းစဉ်ကကြတော့သူမေးတဲ့နှစ်က Ray War Conan ဆိုတော့2000နဲ့ဘယ်လောက်လဲတော့မသိတော့အဲ့မှာလည်းဒီမှာမိကုံဖတ်မယ်ဆိုရင်စုနိစု AB ဆိုတဲ့ဟာပေါ့နော်ဒီမှာ AB ဆိုတဲ့ရှိတယ်အဲ့ AB မှာတဲ့ AB စုနော့ဂျီနီအန်ချကူခါကျူပီတော့အန်ချကူခါကျူဆိုတာကဒီလို particle ပေါ့နော် particle အားဒီမှာ G ဆိုတာဒီမှာရှိတယ် G ဆိုတာ center ပဲလားမသိဘူးအဲ့ center မှာတဲ့ရှင်စု G အဲ့မှာ n ချက်ကူခါကျူ P ဆိုတာတက်ရောက်နေတယ် P က180 ကီလိုနျူတန်ဆိုပြီးတက်ရောက်နေတယ်အဲ့ပြီးရင်နောက်ဆွေးဟေးခါကျူ horizontal force က15နျူတန်ဆိုပြီးတက်ရောက်နေတယ်နောက်တစ်ခါကျတော့တေဘူးနီအိုကေလူဆိုတာတေဘူးဆိုတာကဒီအောက်ရှည်ကိုပြောတာအောက်ရှည်မှာရှိတယ်တဲ့ဟီပါရီအိုရီယကူတိုဆိုတာအိုရီယကူတိုဆိုတော့ compression force ပေါ့နော် compression force ရဲ့ အိုကီစာကားတဲ့တာသာရှိမနမတိုတဲ့ကား compression force ကဘယ်တခုမှန်လဲဆိုပြီးမိထားတာသူဒီမှာကတမချက်တကတာတာရှိဟာချီရာနောဂျီဂျူဝကိုရီယာစနိုင်မိုနိုတိုဆူသူရဲ့ own weight ပေါ့နော် own weight သူရဲ့ဂျီဂျူဝကိုရီယာစနိုင်ကိုတိုဆူအဲ့ဒါကိုမစင်စားဘူးဆိုတော့ဒီမှာပေးထားတာက3မျိုးပေးထားတယ်1 2 3 4ဆိုတော့3 7 10 13ဆိုပြီးပေးထားတယ်ဒီပု္ပ္ပာအမျိုးအစားကြတော့မတွက်ကြည့်ရင်အဖြေကတိမာတော့မဟုတ်ဘူးအဲ့တော့ဘယ်လိုတွက်မလဲဆိုတော့သူကဒီ bottom မှာရှိတဲ့ဘာလို့မလဲဆိုတော့ဟီပါရီအိုဒီယိုကူကိုမိတာဟီပါရီအိုဒီယိုကူမိတဲ့အတွက်ကြောင့် tension ဖြစ်တာကိုပဲတွက်မှာပေါ့နော် tension ဖြစ်တာတွက်မှဆိုရင်ဘယ်လို tension ဖြစ်မလဲဆိုတော့အခုအားနှစ်ခုအားအမျိုးအစားနှစ်ခုရှိနေတယ်အပေါ်ကရှိတဲ့ဒီ n ချက်ကူခါကျူနဲ့ horizontal force ဆိုပြီးနှစ်မျိုးရှိနေတယ်အဲ့ချိန်မှာဒီအောက်မှာရှိတဲ့ force ကဒီ stress ကဘယ်လိုဖြစ်မလဲဆိုတာကိုတွက်မယ်ဆိုရင် compression တက်ကိုအရင်စဉ်းစားမယ် compression တက်အရင်စဉ်းစားတဲ့ဟာကဘယ်လိုလဲဆိုတော့ဒီဘက်မှာဒီလိုပုံစံမျိုးဒီမှာ compression တက်စဉ်းစားမယ် compression test ပုံ formula က P/A ဆိုပြီးရှိတယ် pressure ကို area နဲ့စာအဲ့ဒါဆိုရင်force ကို area နဲ့စာတော့ဒါသူရဲ့ဒီ stress ပေါ့နော် ODO ကူရဲ့ unit ဆိုပြီးရတယ် newton per millimeter square ဆိုပြီးရတယ်အဲ့ဒါဒီပု္ပ္ပာနဲ့အဖြေတူတယ်ဆိုတော့ဒီကကိုက်ပြီ okay အဲ့ဆိုတော့ဒီမှာ P ကသူ P ကဘယ်လောက်ပေးလဲဆိုတော့ P က180ဆိုပြီးပေးထားတယ်ဒီမှာ180ပေးထားတယ်180ကိုတီးပြီးတော့ area နဲ့စာဆိုတော့ area ဘယ်မှာရှိလဲဆိုတော့ဒီဘက်မှာရှိတယ်ဒါလည်း newton ပဲဒါလည်း millimeter ပဲဒါလည်း millimeter ပဲဆိုတော့ millimeter နဲ့အဆင်ပြေတယ်ဒါ kilo newton per millimeter အဲ့တော့ဒီမှာ kilo ပါတဲ့အတွက်ကြောင့် kilo ကကြတော့ဒီမှာလိုချင်တာက newton per millimeter ပဲလိုချင်တယ်အဲ့ကြောင့်မလို့သူမိခွန်းမှာပေးတာက kilo newton ပေးတဲ့အတွက်ကြောင့်3ည3လုံးက auto ပျောက်သွားလိမ့်မယ်ဒီမှာ k ရဲ့ဟာက3ည3လုံးက1 2 3ဆိုပြီး3လုံးပြောင်းမယ်ဒီ3ညနဲ့3ညနဲ့ကျ3ည4လုံးကပျောက်သွားပြီတကယ်ကြမှာက18ရဲ့အောက်က3နဲ့2ပဲကြမှာအဲ့တော့3ဆိုပြီးရတယ်3က newton per millimeter သူရဲ့ force ကဘယ်လိုမျိုးစားလဲဆိုတော့ compression ဖြစ်နေလိမ့်မယ်ဘာလို့လဲဆိုတော့ဒီ point လောက်ကအောက်ကိုဖိနေတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာက compression အားတွေပဲတက်ရောက်နေလိမ့်မယ်အောက်ကို direction တက်ရောက်နေလိမ့်မယ်ဒါပေမဲ့မေးခွန်းကဘာလဲဆိုတော့ hipari လို့မေးတဲ့အတွက်ကြောင့်မလို့ tension ဘယ်လောက်လဲဆိုပြီးမေးတာ
အဲကြောင့်မလို့ compression ဆိုတော့ဒါ compression တစ်မျိုးရပြီဒါတစ်ခုနံပါတ်1ချက်နံပါတ်2ချက်ကဘာလဲဆိုတော့ဒီမှာ post ကကျူဆိုပြီးတော့ဘေးတိုက်တက်ရောက်နေတယ်suhate horizontal force ကတက်ရောက်နေတယ် horizontal force ကိုဘယ်လိုတက်မလဲဆိုတော့ဒီမှာရှိတဲ့ moment ဘယ်လောက်လဲဆိုပြီးတွက်ရမှာအဲ့တော့ moment အဲ့လိုမစင်စားပဲနဲ့ဆိုလို့ moment ကိုတွက်ရမှာမစင်စားပဲနဲ့ဒီမှာရှိတဲ့ဒီလို horizontal တက်ရောက်နေတော့သူ့ရဲ့ဒီ stress ရဲ့ equation က m by z ဆိုပြီးရှိတယ်ဒီမှာ m by z ဆိုပြီးရှိတယ် m by z ဆိုတာကဒီ radius of gyration အဲ့ဒါဒီ formula ရှိတာပေါ့နော် bx square by 6ဆိုပြီးရှိတယ်အဲ့လို formula ရှိတယ်အဲ့တော့အပေါ်က m ဆိုတာ moment ဆိုတာဒီ force တက်ရောက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ moment ဘယ်လောက်ရှိလဲဆိုပြီးတော့တွက်ရမှာအဲ့တော့ moment ဆိုတာက force နဲ့ဒီ distance နဲ့မြောက်တဲ့တန်ဖိုးအဲ့တော့ဒီမှာကျွန်တော်က Q ကို2000နဲ့မြောက်တယ်ဒါပေမဲ့ unit တွေကိုပြန်ပြီးတော့လုပ်လိုက်တော့ unit ကဘာကိုလိုချင်တာလဲဆိုတော့ newton millimeter ကိုလိုချင်တာအဲ့တော့ဒီမှာ unit တွေကိုပြန်ပြီးတော့စားထုတ်လိုက်တယ်အဲ့တော့ရပြီ okay လိုချင်တာကဒီstress ကိုလိုချင်တာbending stress လို့ပြောမှာနော် bending stress ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာတွက်လိုက်တော့အဲ့မှာ z ဆိုတာရှာတယ် z ကကြတော့ဒီ b နဲ့ h နဲ့တွက်ပြီးတော့ဒီမှာ z ကိုရှာလိုက်တယ်အဲ့ဒါကိုလည်းသူကမီလီမီတာကျူအနေနဲ့ပဲထည့်ပေးရမယ်ဘာလို့ဆိုတော့newton per millimeter ပဲလို့ကျွန်တော်တို့ကြောင့်အဲ့မှာ sigma p ကိုရှာလိုက်တော့အဲ့ဒါရပြီအဲ့တော့သူရဲ့ပုံကဘယ်လိုထွက်မလဲဆိုတော့ sigma p ကဒီမှာအဖြေရဆိုရင်ဒီမှာဆွဲထားတဲ့ပုံရဆိုရင်ဒီလိုမျိုးအပေါ်အောက်အညီပေါ့နော်ဒီဘက်က10 newton ဒီဘက်က10 newton ဒါကကြတော့ tension ပေါ့နော်ဒါ tension ဒါ compression ဖြစ်တယ်ဘာလို့အဲ့လိုဖြစ်လဲဆိုတော့ဒီနေရာကဒီလို center ခွဲလိုက်ပြီဆိုရင်ဒီဘက်က tension ဒီဘက်က compression အဲ့လိုမျိုးဖြစ်သွားမယ်ဆိုတဲ့သဘောပေါ့နော်ဒီဘက်ကဒီလိုတွန်းလိုက်တော့တိုင်းရဒီလိုစောင်းဖြစ်သွားပါတော့အဲ့ကြောင့်မလို့ဒီဘက်မှာ compression ဖြစ်နေမယ်ဒီဘက်မှာ tension ဖြစ်နေမယ်အဲ့ကြောင့်အဲ့လိုသဘောဖြစ်သွားတယ်ဖြစ်တော့ဒါက compression fraction ဒီကောင်က tension fraction အဲ့လိုနှစ်ပိုင်းခွဲသွားတာပေါ့နော်အဲ့တော့အခုတွက်တဲ့ပုံစံကသူ့ကိုပေါင်းပြီးတွက်တာမဟုတ်ဘူးဒီကောင်က point လောက်တာဒီ horizontal force တွက်တဲ့ကြောင့်မလို့ final result ကိုပြန်ပြီးတော့ပေါင်းအောင်ပါပေါ့နော် final result ကိုပေါင်းတဲ့အခါမှာဒီမှာက-3 newton ဆိုတာကဒါကဒီတောက်လျှောက်ကြီးပေါ့နော်တောက်လျှောက်ကြီးဆိုတာဘယ်လိုသဘောလဲဆိုတော့ဒီနေရာတောက်လျှောက်ကြီးက-3 newton အောက်ကိုရောက်နေတယ်အဲ့တော့ဒီနေရာမှာကျတော့အပေါ်က-3ရှိတယ်အောက်မှာ +10 ရှိတယ်အဲ့နေရာက+7 ဆိုပြီးဖြစ်သွားလိုက်မယ်ဒီနေရာကျတော့အပေါ်မှာ-3ရှိတယ်အောက်မှာ-10ရှိတယ်အဲ့တော့-13ဆိုပြီးဖြစ်သွားလိမ့်မယ် Newton per millimeter square ဆိုပြီးဖြစ်သွားလိမ့်မယ်အဲ့တော့မေးတဲ့မေးခွန်းက tension ဘယ်လောက်လဲဆိုပြီးမေးတာ tension ဘယ်လောက်လဲဆိုတော့ဒီမှာမေးခွန်းကဒီ7က tension ဖြစ်သွားပါဘောနော်ဒီပုံစံအရဆိုရင်ဒီနေရာပေါ့နော်ဒါ7ဒီကောင်13အဲ့လိုမျိုးဒီ tension ကိုမေးတဲ့အတွက်ကြောင့်မလို့ဥပမာမေးခွန်းမှာ compression ကိုမေးတယ်ဆိုရင်ဒီဘက်ကအဖြေမှန်ဖြစ်လိမ့်မယ်ဒီကောင် tension ဆိုရင်ဒီဘက်ကအဖြေမှန်အဲ့တော့ဒီမေးခွန်းကနည်းနည်း formula တွေဘာတွေမသိဘူးဆိုရင်မဖြေနိုင်ဘူးတကယ်ဒီတစ်ခေါက်ကျွန်တော်ဖြေတဲ့စာမေးပွဲဆိုရင်လည်းဒီ9နှစ်ပေါ့နော်ray 1နာနန်းတော့အဲ့မှာဖြေတာဆိုရင်လည်းဒီ structure တွေကဘယ်လိုပြောရမလဲ formula မသိဘူးဆိုရင်အစားထုတ်လို့မရတာတို့ဘာလို့အဲ့လိုတွေရှိတဲ့အတွက်ကြောင့် structure ကကြတော့ structure ပုံစံတွေကလွယ်မယ်ဆိုရင်လည်းလွယ်တော့လွယ်တယ်ဒါပေမဲ့မရောက်ဆိုရင်လည်းလုံးဝမရဘူးဖြစ်သွားလိမ့်မယ်အဲ့တော့ခက်တယ်လို့ပြောပါ structure ပုံစံတွေကပြီးရင်ဘယ်အတိုင်းအတာကြီးကြည့်ရမလဲဆိုတာလည်းတိတိကျကျမရှိဘူးဆိုတော့သူတို့မိကျင်သလိုမိတာဖြစ်တဲ့အတွက်ကြောင့်မိကောင်းထဲမှာလေမိကောင်းလည်းတိတ်မိကောင်းထဲမှာမပါတာလည်းအသစ်တွေပါလာတယ်ဆိုတော့အဲ့ဒါတွေလည်းရှိတယ်